နေ့မှာတော့မျိုးကရန်ကုန် Strand Hotel မှာတရက်ထဲသာကျင်းပနေတဲ့ရန်ကုန် Flea Market ကိုရောက်ခဲ့ပါတယ်2016ခုနှစ်ရဲ့အစောဆုံးကျင်းပ Vintage တွေ Thrift တွေကိုရောင်းချတဲ့ပွဲလေးလည်းဖြစ်ပါတယ်ဒီမှာတော့ online နဲ့ physical store ရောင်းချတဲ့ဆိုင်ပေါင်း15ဆိုင်လောက်တော့ရောင်းချတယ်လို့လည်းတချို့ဆိုင်တွေကဆိုင်မမတွေ့ခဲ့လို့နာမည်လေးရောမမှတ်မိပါဘူး T-shirt တွေဂျင်မောက်မီတွေကိုတနေရာထဲမှာအများကြီးရွေးရတဲ့ fee ကတော်တော်မိုက်ပါတယ်ကားလေးရောင်းတာလည်းတွေ့ရပါတယ်တွေဘောင်းမီအင်ဂျီတို့မှာ custom paint တွေလည်းရွေးဆွဲလို့ရပါတယ်ဆိုင်ချင်းစီမှာပြင်ဆင်ထားတဲ့ vibe တွေကတော့မတူဘူးအရင်ခေတ်က hip hop ကိုသင်းတွေလည်းတွေ့ရပါတယ် trip ဆိုတဲ့အတိုင်းပဲရွေးလေထွက်လေပါပဲအကုန်လုံးကလည်းကိုကြိုက်တွေကြီးပဲဆိုတော့တိုက်ရွေးလိုက်ကြည်လိုက်ဝယ်လိုက်နဲ့အချိန်ကုန်လို့ကုန်မှန်းတော့မသိဖြစ်ခဲ့ပါတယ်လူငယ်တွေကြီးပဲဆိုတော့ဈေးဝယ်လို့လည်းအဆင်ပြေခဲ့ပါတယ်ညုံရဲ့အမျိုးသားက jacket တို့ hoodie တို့တိုက်တဲ့အတွက်ကြောင့်မို့လို့သူ့အကြိုက်တွေကိုဒီဇိုင်းပြီးဒီဇိုင်း try လုပ်ပါတယ်ရွေးတယ်ဝတ်ကြည့်တယ်တိုက်ရွေးတယ်အဲ့ဒါနဲ့ပဲဒီဇိုင်းဝင်ဒီဇိုင်းထွက်2သိန်းကျော်လောက်ဝယ်လိုက်မိပါတယ်အားလုံးပဲနောက် vlog လေးမှာပြန်တွေ့မယ်တတာ